30ရက်နေ့ကျတော့ခုနချုံဖုံးမျိုးတော်ကတခါနောက်ထပ်လာတယ်ရရင်နှစ်စီးနဲ့သူကအရက်ဖက်ပေါ့နော်ခုနပထမလာတာကစစ်ဖက်ပေါ့စစ်တိုင်းမူဒုတိယအခုဒီဟာလာကျတော့ချုံဖုံးမျိုးတော်ကအရက်သားသူကလာဒါပေမဲ့သူ့ဒီမှာလည်းဘုံကျုပ်2ယောက်ပါတယ်ပြီးလို့ရှိရင်နောက်ကျန်တဲ့ဟိုပါပေါ့ဟိုဒီရဲတွေပါမယ် immigration တွေပါမယ်ဗာအကုန်လုံးပေါ့အများကြီးပဲသူအဖွဲ့လာကြဒါပြီးတော့သူကအဲ့မှာသူလာတော့ဘာပါလာလဲဆိုတော့ဟင်းချက်စရာတွေဝယ်လာတယ်ဟင်းချက်စရာတွေပါလာသူကတွေ့ချင်သူကလည်း diplomacy မစိုးဘူးသူကလည်းတွေ့ချင်မှာဘာပဲဆိုတော့သူ့ဟိုတဲ့ဟိုတနေ့ကလာတဲ့တိုင်းမှုကသူ့မြန်မာစခန်းကိုသွားလို့ရှိရင်ဟင်းချက်စရာတွေဝယ်သွားပါသူတို့မြောက်သားတွေစားနေဆိုပြီးတော့ပြောတယ်တောက်သားတွေစားနေပြောတယ်ပေါ့နော်အဲ့တော့ဟင်းချက်စရာဝယ်သွားပြီးတော့သူဟင်းချက်စရာလာဖို့ပေးတာပေါ့ဒါဟင်းချက်စရာလာဖို့ပေးတာလာဖို့ဟင်းချက်စရာကျေးဇူးတင်ပါလက်ခံဝင်လေးလှတယ်ပေါ့ဝင်လှလာပြီးလဲပြီးတော့အဲ့မှာသူကဘာတောင်းဆိုတော့သူကဒီစခန်းကိုသူကနည်းနည်းလေးနောက်ဆုတ်ပေးဖို့သူကဟိုပြည့်တော့မဟုတ်တော့စစ်တပ်နဲ့ပြောလို့မရတော့ခုံးဘွားစင်းတာမစင်းနဲ့နည်းနည်းနောက်ဆုတ်ပေးစခန်းကိုနည်းနည်းလေးနောက်ဆုတ်ပေးဆိုတော့အဲ့လိုလာညှိတာအောက်ခြေမှာလာညှိတာကတော့ဘုံကိုကျော်လည်းပြောဒီတက်မတော်ရဲ့အကြောင်းတွေပြောပြတယ်သူကအရက်သားဖြစ်တဲ့အတွက်သူကနည်းနည်းတော့ဟိုစစ်သားလို့သူကစစ်သုံးမိပုံနဲ့လူကြီးရှင်းတဲ့ပြတ်သားပြောလို့မရဘူးပြောပြီးသူကတော့နည်းနည်းပြောနဲ့သူကအကြောင်းအရာလေးသီကာဝိုက်ကနဲ့ဟိုတနမန်ဆန်ပေါ့အဲ့လိုပြောရမယ်ဆိုသူကမြန်မာတက်မတော်အကြောင်းလေးတွေပြောပြတယ်ပြီး KNU စောင်းရန်သူရဲ့အကြောင်းကိုပြောပြတယ်ပြီးဒီစခန်းကိုဘာကြောင့်သိမ်းထားရတယ်ဆိုတဲ့အကြောင်းလေးတွေပြောပြတော့အဲ့ချွန်ဘုံမျိုးတော်ဝင်ရလဲစိတ်ညစ်ပြီးတော့ပြန်လစ်တော့ပြန်တော့အဲ့မှာသူတို့ကဘာသိသွားဆိုတော့ဒီ internal negotiating ပေါ့ internal negotiation ဆိုတော့အတွင်းညီနိုင်မှုလုပ်လို့မရတော့ဆိုသဘောပေါက်တာအဲ့တော့နောက်2ရက်အတွင်းမှာဘာဖြစ်သွားအဲ့မှာတိုက်လေရင်တွေလာတိုက်လေရင်တွေကဒီခိုက်3000 4000ကနေက4စီးတခါဝေါ်ဆိုပြန်သွားလိုက်ပြီးဒီကဝေါ်ဆိုပြန်သွားလိုက်စစ်ရေးပြပေးရဒါမဲ့ဟိုဘာ show of force ပေါ့ show of force စစ်အင်အားပြအဲ့တော့အဲ့မှာသူကလည်းဟာဒီကတိုင်းသတင်းဖို့ကကြောင့်တိုင်းရလဲအမင်းတို့ခန်းစစ်ပြင်တော့ပြီးရင်ဂေပေါက်တွေလုတ်ဂလိုင်းတွေလုတ်တော့လေရဘယ်လိုဘုံကျဲလို့ရှင်သူအောက်ကတွင်းနဲ့ကြာသွားအကုန်သိပါလေဒီတွင်းနဲ့မှတခါဒီဘက်ဂေပေါက်ဂလိုင်းဒီဘက်ကိုပြန်ဖောက်ပြောင်းတို့ဘီယန်နန်ဟိုကတော့ရောက်လဲအဲ့ဒါတူခိုင်းတော့အေးလို့ဆောင်းတော့အဲ့လိုတူခိုင်းတော့ကြာရင်လေဒီဘက်ကိုစောင်းသွားတော့မထီတော့ဟုတ်တယ်မထီအေးအဲ့လိုပြောကိုတော်သိနေပါအဲ့ဒီခါလေးကြည်တာလေစကားကြည်တယ်လားအဲ့တော့အဲ့ဒါတွေဖောက်နော်တော့ကျော်ဒီလူကလည်းမလွယ်ဘူးသိလားအဲ့မှာအော်တိုဘာ30ရက်နေ့မှာဒါမျိုးကလာလွေမာလာ1ရက်နေ့လဲကြာကြအောင်သူကအဲ့မျိုးတော်ဝင်ပြန်လဲပြန်သွားဒီဘုံမွေးကိုကျော်ကဟိုဘက်ကနောက်ဆုတ်ပြီးတော့သူကရှေ့တူတာရှေ့ကိုတကြောရှေ့ကြောတိုးပြီးနေရယူလိုက်တာနည်းနည်းပေါ့နည်းနည်းနောက်ဆုတ်ပြီးတော့သူကနည်းနည်းရှေ့တိုးလိုက်တာဒါလည်းတော်တော်လေးသူကလေငါဘက်ကတော့မေလုံးဝမလျှော့နိုင်ဘူးဆိုတော့သူကကတ်ဘာလဲမထန်တုံ့ပြန်တော့နော်မထန်တုံ့ပြန်တဲ့ဘောတမျိုးတော်ဝင်လာပြီးနောက်လေးနဲ့ဆုပ်ပြီးပြောတယ်သူကရှေ့ထက်တိုးတယ်အဲ့တော့ခွက်တက်ကိုအဲ့ point 491ကရှေ့ဂျော်ဒီတက်ပြီးနေရယူခိုင်းတယ်ကိုအောက်ကိုတော့သူတို့ဘယ်ချမ်းတော့မရဘူးဒါပေမဲ့ကိုစကန်ကိုပင်မကုန်းကတော့ရှေ့ကိုဂျော်ကိုတက်ပြီးတော့ရှေ့တက်ပြီးနေရယူလိုက်တာအဲ့တော့သဘောကဒါဘာမှတော့မဟုတ်ဘူးဟိုစစ်ရေးအရာကြီးလို့ရှိရင်ဒါဘာမှတော့မဟုတ်ဘူးတိုးတော့မင်းနောက်ဆုတ်ခိုင်းလို့ရှင်ငါရှေ့တို့မင်းနောက်ကထက်ဆိုရင်ငါရှေ့တက်တို့မှာဆိုတော့အေးပေါ့သဘောအဲ့သဘောမျိုးပေါ့ရှေ့တက်တို့လဲအဲ့တော့နိုဝင်ဘာလ3ရက်နေ့ကျတော့ခုန1ရက်နေ့မှာ8ခုန3ရက်ကျတော့ခုနကျွန်တော်ပြောတဲ့ဟိုဟာကျွန်တော်ဇက်လိုက်ကြော်ကြီးကာနယ်ဒင်မရောင်းဒါပေမဲ့ခုနထိုင်းရဲတပ်ဖွဲ့ကထိုင်းနေကြတော့ရဲကကာနယ်ကြီးထိုင်းဒင်မရောင်းကသူကလာနှုတ်ဆက်တာဟုတ်တယ်သူကဒီဇလန်မှာသူကသတင်းပေးတော့နှစ်ဖက်လုံးပေးတာဟိုဘက်ကလည်းဒီဘက်ကသတင်းလည်းဟိုဘက်ပေးတယ်ဟိုဘက်ကသတင်းလည်းပါတယ်ပြီးရင်သူကတိုက်ပွဲဖြစ်ရင် तू မပါဘူး तू ပေါ်တင်ပြောတာမလာဘူး तू မလာဘူးမင်းတို့ဗမာနဲ့ငါရမ်းဖြူမင်းနဲ့ငါရမ်းဖြူဒီဘက်ကဟာလည်းဟိုဘက်ပြောမှာဒီဟိုကလည်းဒီဘက်ကိုပြောပြတယ်သူကအဲ့မှာလာနှုတ်ဆက်တယ်ဘယ်လာနှုတ်ဆက်ဆိုတော့သူတို့ပြန်ရတော့မယ်တဲ့သူတို့နေရာမှာတက်နဲ့စားထိုးတော့မယ်တဲ့ချတော့မယ်ပေါ့သဘောပြောတာရှင်းနေမကောင်းဘူးတဲ့ရှင်းနေမကောင်းဘူးတဲ့မင်းတို့ငါတော့ဟိုဟာဖြစ်လို့ရှိရင်မပါဘူးငါတစ်ဖြစ်မပါဘူးအဲ့တော့ဘုံမီကိုကျတော့ဟုတ်ပြီအမင်းတို့တက်လဲတက်ကဘယ်နှင်းလောက်လာလဲပြီးတော့တရင်လောက်ပဲရှိပါတယ်တဲ့တက်လာတယ်အမှန်တကယ်တမ်းကျတော့ तू ကြည့်တဲ့ခါကျတော့3ရင်းလောက်လာဟိုကရှော့ပြောတာသူနိုင်ငံတက်ကသူတို့လက်ကြားဆောင်ရဲတက်ရင်တက်ဖွဲ့လေးကိုတရင်3ရင်းလောက်နဲ့လာတရင်3ရင်းလောက်ရှေ့မှာလာဆိုင်ထားတာဟိုသူကဟိုကတော့တရင်လောက်ပဲလာတယ်လို့ပြောတာကြည့်ကောင်းဖော့ရှော့ပေါ်တော့နော်နောက်ပြီးတော့ तू ကဘာလို့သတင်းပေးသွားဆိုတော့ကြီးတက်ကမတိုက်ချင်ဘူးတဲ့လေးတက်ကတိုက်ချင်တယ်လေးတက်ဦးစီးချုပ်က तू ကလေးနဲ့ဘုံကျဲမယ်ပြီးကြီးတက်ကတက်သိမ်းလေးနဲ့ဘုံကြီးတက်သိမ်းအဲ့လိုဒါပေမဲ့ကြီးတက်ကအဲ့ဒါကိုမတိုက်ချင်ဘူး
လက်ရှင်အတွက်ဒီရမဖြစ်သေးဘူးအဲ့မှာကာဝေးစီချုပ်ထိုင်းဦးစီးချုပ်ကိုယ်တိုင်ကစဉ်းစားနေတယ်ဆိုပြီးတော့သူကဒါအတွင်းသတင်းပေါ့ပြီးတော့သူစိတ်မကောင်းဆိုတဲ့အကြောင်းပြောပြီးတော့နှုတ်ဆက်သွားတယ်နော်အဲ့မှာသူတို့နှုတ်ဆက်ခန်းလေးလွမ်းမောစရာလေးပါတယောက်လက်တွေဆက်နှုတ်တယ်ပြီးတော့မျက်တွေဝဲသွားကြတယ်ပြောတယ်ပခုံးတွေပုတ်ပြီးတော့အဲ့ဒါလေဒါဘုံမီကိုကျော်ချက်ချင်းသတင်းပို့တယ်ဒါရောချက်ချင်းသတင်းပို့တော့ဟာဟိုဘက်မှာတော့တရင်3ရင်းလောက်လာပြီးတော့ရင်ဆိုင်နေပြီပြီးလို့ချင်းဟိုဒီဘက်ကရဲကိုလည်းလဲလိုက်ပြီတက်ကလာပြီးနေရာယူထားပြီအဲ့တော့အဲ့မှာဘာပြောလဲဆိုတော့နောက်ထပ်တိုင်းရချက်ချင်းဘုံကျုပ်ကက်ဆယ်တယ်ပေါ့နောက်ထပ်15မိနစ်မှမိနစ်90ကိုင်းမယ်မိနစ်စကားပြောမယ်ပြောတယ်90ကိုင်းတဲ့ခါမှာသူကဟိုဆိုလိုချင်တာလေပြောချင်တာကတိုင်းမှုကိုယ်တိုင်ဒီဟာကိုအနိကကိုကဲနေတယ်တိုက်ရိုက်ကိုကဲတယ်မင်းနဲ့ဒီမြေပြင်တက်မှုနဲ့တိုင်းမှုနဲ့တိုက်ရိုက်စကားပြောပြီးတော့ကိုကဲနေတာစစ်စင်ရေးခုလို့စစ်စင်တိုက်ရိုက်ကိုကဲနေတာအဲ့တော့တိုင်းမှုကမင်းရဲ့နေရာဟောင်းကိုခြောင်ကားရိုက်ပြီးပြီတဲ့မင်းရဲ့နေရာဟောင်းဆိုတာဒီဘုံကျုပ်ဘုံမူကြီးကိုကျော်ကသူကဒီတိုင်မှုမဖြစ်ခင်တော့သူကကကြီးဂျီဝမ်းလောက်ခဲ့ဘူးတဲ့ကကြီးဂျီဝမ်းလောက်ခဲ့ပြီတဲ့သူကမင်းရဲ့နေရာဟောင်းဆိုတာကကြီးကိုပြောတာကြီးကိုငါသတင်းပို့ပြီးပြီမင်းတို့ဒီကအခြေအနေကိုငါသတင်းပို့ပြီးဒါကိုပြောချင်တာပေါ့နော်မင်းတို့အာလူနှလုံးထပ်ပြပြီးအာလူနှလုံးထပ်ပြတာအင်အားထပ်ပြပြီးမယ်ဟောအေးလေးချောက်ခွန်ဂယူဆိုင်အာလူဆိုတာသူအင်အားကိုပြောတာဟုတ်ပြီအာလူထပ်ပြပြီးမယ်စစ်သေးအသုံးလုံးတွေအဲ့တော့လေးချောက်ခွန်ဂယူဆိုင်နော်နောက်ပြီးတော့အဲ့ချိန်မှာပဲပြောနေတလန်းနဲ့ပျောက်သွားတော့ဆက်သမားတက်လာပြီးတော့အားတဲ့စီယိုကြီးရဲ့ခဏစောက်ပေါ်မှာဟိုကြီးကိုတယောမင်းသားတိုင်းမှုပြောတာတယောမင်းသားကြီးကဟိုသူကကြီးရနေပြီးတော့ဆက်ဝင်လာလို့အဲ့တော့ပြောနေတယ်တဲ့ပြောနေဆိုတော့ခဏဆိုတော့သူကဆက်ပေါ်တရားထိုင်ဆောင်အပြီးလည်းပြောပြန်လာတယ်ပြန်လိုက်ပါပြောဆိုတော့တယောက်နဲ့ငါ့ကိုအဲ့မှာမင်းတရားဟောင်းကပြောတယ်တဲ့မနေ့ကကိုလာမောင်ဆရာတဝဲလာမယ်တဲ့ကိုလာမောင်ဆရာဆိုတာကဘုကြီးခင်ညို့ပြောတာဘုကြီးခင်ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ကိုလာမောင်ကျွန်တော်လည်းမသိပါဘူးဒါပေမဲ့ကျွန်တော်ထင်တယ်လေသူကဘလို့စကားကပြောလဲဆိုဥပမာဒီသူတို့နယ်မြေကန်ထောင်လိုင်းတက်ကတမှုနာမည်ကဟိုဘုံမူလာမောင်တို့ပါဘုကြီးလာမောင်တို့ဖြစ်မှာပေါ့အဲ့တော့ကိုလာမောင်ဆရာဆိုတော့ဒါထောင်လိုင်းတက်ကဆရာဆိုတော့ဒါ S1 ပဲလေအဲ့ဒါသူတို့ချင်းတော့ဒါသဘောပေါက်ကြတယ်ပေါ့နော်အဲ့တော့ကိုလာမောင်ဆရာတဝဲလာမယ်သူသတင်းရတယ်ဆိုတော့သူလှမ်းပြောတယ်ဟုတ်ကဲ့ပါပေါ့အဲ့မင်းခုနကမင်းလုံခြုံရေးကူဆိုင်ငါပြီးတယ်ငါဆက်သွယ်မယ်မင်းအင်အားတခါထပ်တိုးပြီးမယ်ဒါပဲပြောပြီးချသွားဒီမှာပါလဲဟိုစကားဆိုတော့ဟိုရဲတွေမှာရဲတွေကိုနောက်ပြီးတော့ရဲသားကြီးကိုလာရွှေဆိုရဲသားကြီးကိုလာရွှေအဲ့တော့ကိုလာရွှေဆိုရဲမှန်းသိသွားလားရဲမှန်းသိအဲ့နဲ့တခါအဲ့ဒါနိုဝင်ဘာ3ရက်နောက်နိုဝင်ဘာ4ရက်ရောက်ဒါဒီရက်နည်းနည်းစိတ်တယ်တဲ့ဆိုတော့တခုမှလည်းကျွန်တော်လှုပ်လို့မကောင်းဘူးဆိုတော့နိုဝင်ဘာ4ရက်မှာကျတော့အဲ့မှာတဝဲကိုဘုကြီးခင်ညွတ်ရောက်သွားပြီအဲ့ညမှာဖြစ်စဉ်ကဘာဖြစ်လဲဆိုတော့ဒီကျွန်တော်တို့ဒီကုန်းပေါ်မှာရှိနေတဲ့ဒီတက်ကရဲဘော်တယောက်ကဟိုတနက်ကိုတန်ရှင်းလို့ဖြုတ်တက်ပြီးတန်ရှင်းဖြုတ်တက်ပြီးတော့ကြီးရှင်းရနေပြီးတော့ကြီးပေါက်တော့မှုတစ်ချက်ဖြစ်သွားတယ်ဖုံးဆိုဖြစ်တတ်ပါတယ်ကျွန်တော်ကဒီပြောင်းရင်းထဲမှာကြီးရှင်းနေတာကိုမစိုးသွက်တယ်လဲဆွက်တယ်ပြီးတော့တခါတည်းကြီးရှင်းတဲ့အပေါ်ပြစ်ထားတဲ့အခါမှာကြီးကထွက်သွားတယ်ဖုံးထွက်သွားတယ်အဲ့တော့တနက်ကလည်းသူကဒီအောက်ကိုစိုက်ပစ်တဲ့အတန်နဲ့ဒီရှိတဲ့ပစ်တဲ့အတန်နဲ့ဒီမိုးပေါ်ထောင်ပစ်တဲ့အတန်နဲ့မတူမိုးပေါ်ထောင်ပစ်တဲ့အတန်ဖုံးအိုးအဲ့လိုနည်းနည်းကျေပြန့်လာအုံထွက်သွားတာအဲ့တော့ဘုံဖြစ်တဲ့ကောင်မဒီကတော့ကိုလည်းလန့်လေကိုချင်းလည်းကိုလန့်ဟာဘာဖြစ်လဲပေါ့နော်အဲ့တော့မဟုတ်ဘူးအဘယ်တကွဘလောက်ကရဲဘာရဲကြီးထွက်တာပေါ့ကြီးထွက်တာပေါ့ဘာဖြစ်သွားလဲဘာမှထိခိုက်မရှိဘူးပါညာနဲ့သူဒါဒီမှာဖြစ်နေတာကိုတက်ထက်မှာဖြစ်နေတာအောက်မှာလည်းအဲ့ဘုံအတန်ကြတော့အောက်ကဟိုဘက်ကရိုးရဲဘက်ကကုံနေရလဲမိတွေပွင့်သွားတယ်မိတွေပွင့်လာတယ်အကုန်လုံးမိတွေပွင့်လာတယ်ဟာဟိုအောက်ကလက်တွေမိတွေပွင့်လာပြီးအောက်မှာစူညံနဲ့ပူညံနဲ့ဟိုစပြီလားပေါ့နော်ကိုဒီဘက်ကစချပြီလားပေါ့နော်ဒီဘက်ကစအမှစူညံနဲ့မူတွေပဲကားမိတွေထိုးဖိုင်တော့ဝန်းဖြစ်နေကြတယ်ပြီးလဲပြီးရောတောင်းတယ်နော်အေးတောင်းတယ်ပြီးလဲဟိုးအဝေးရနေတော့အဲ့တယောက်ကသူတို့တုံးတာဆိုလေ M16 တုံးတယ် M16 တနက်ကဒီကျွန်တော်တို့မြန်မာပြည်ကတုံးတဲ့ MAC နဲ့ဆိုင်သူအတန်တိုးတယ်အတန်ပါဝါချင်းမတူဒီဘက်ကကျွန်တော် MAC ရဲ့အတန်အောင်တယ်တဲ့တော့သူကအတန်လေးက plot လို့ထွက်တယ်အဲ့ဟိုဘက်ကနေသူတို့ဘက်ကတစ်ချက်ပလောက်ဆိုလုပ်တယ်တဲ့တစ်ချက်ပြန်ပြပြရပါတော့လည်းသိတယ်ငါလည်းရှိတယ်ပေါ့နော်သိတယ်ပေါ့နော်ပြန်ပြပြရတယ်အဲ့တော့ तू ကလည်းအဲ့ဒီညာရတယ်မအိပ်ရတော့ဟိုဘက်ကောဒီဘက်ကောတယောက်တော့ကြည့်နေပါတော့ဟိုကောင်တက်လာမလားဒီကလည်းစပြီလားပေါ့ဟိုကောင်တွေကလည်းဒီကောင်တွေဆင်းလာတော့မလားပြီးရင်ဒါကြီးကဘယ်လိုလဲဆိုတော့ခုနအခုပြောတော့ကျွန်တော်ပြောကြံခဲ့တယ်ဒီဘုံချုပ်ဘုံမီကျော်ကိုကျော်အမေကဘာပေးထားလဲဆိုတော့တိုင်းမှုကိုယ်တိုင်ပြောဘာပြောလိုက်ဆိုတော့တကယ်လို့များမင်းစခန်းကုန်းပေါ်ဘုံတလုံးကြာရလို့ရှင်မင်းကိုပေးထားတဲ့တိုင်သူကတိုင်ရင်3ရင်းပေးထားတာအခုဒါတိုင်ရင်တွေမရောက်သေးဘူးနောက်ကျရောက်တယ်လို့ပြောမယ်တိုင်ရင်3ရင်းပေးထားအဲ့တိုင်ရင်3ရင်းမင်းကဥဆောင်ပြီးတော့မင်းကခြုံဖုံးကိုဝင်သိမ်းကျန်းတယ်နော်
ငါတို့ကမဟုတ်အဲ့မင်းကချွန်ဖိုးဝင်သိငါတို့ဒီဘက်ကငါတို့စုပထတက်ကဘာကိုသိမှာ ဟာမိုက်တယ်ကွာ အေးအဲ့အပြတ်ပြောတာ ဒါဘိုဂျိုကက်စိနော် ဘိုးချုပ်ကက်စအပြတ်ပြောတာဘာအမိတ်မဆောင်နဲ့မင်းစခန်းကုန်းပေါ်ဘုံတလုံးကြပြီဆိုတာနဲ့မင်းအဲ့3ရင်းနဲ့မင်းအဲ့ချွန်ဖုံးသိငါတို့ကဘာကောက်သိ ကတ်သား အေးအဲ့လိုပြောတာအဲ့အမေကြီးကဒါပြက်ပြက်သားသားကြောက်စရာကြီးလားဖေးတာအဲ့တော့သူကလည်းသူတို့ကလည်း ဒါလည်းပြင်ပြီလားပြင်လာတော့ဗော ပြီးလို့ရှိရင်အဲ့မှာရင်းပေါ်လည်းပျော်နေကြလေ အေးဗော ဘာကောက်ရောက်ဘူးတော့မယ်ချွန်ဖုံးရောက်ဘူးတော့မယ်ပျော်နေကြစိတ်တက်ကြအောင်လှုပ်ပေးတယ်စိတ်တက်လှုပ်ပေးအဲ့တော့အဲ့မှာအဲ့နေ့ကရဲဘော်ပြောတော့အဲ့မှာအမတ်တရအဲ့နေ့ကမအိတ်လိုက်ရအဲ့တော့နိုဝင်ဘာလ9ရက်နေ့ကျတော့ခုနဟို4ရက်နေ့မှာဗိုလ်ချုပ်ကြီးခင်ကျော်ကသူကတဝဲရောက်တယ်9ရက်နေ့ကျတော့ဗိုလ်ကြီးခင်ကျော်တဝဲနေပြီးကော့တောင်းရောက်တယ်ကော့တောင်းရောက်တော့ခုနအဲ့ဒီခုနဘိုးကြီးကိုကျွန်တော်တိုင်ရင်ကဟိုကော့တောင်းမှာအဲ့တော့ဗိုလ်ချုပ်ကြီးခင်ကျော်ကဒါဗိုလ်ချုပ်ကြီးခင်ကျော်အကြောင်းလေးပါလာပြန်ပြီဗိုလ်ကြီးခင်ကျော်ကသူအဲ့ကော့တောင်းမှာရှိတဲ့သူ့ရဲ့တိုင်ရင်ကိုတွားပြီးတော့အဲ့တိုင်ရင်ကရဲမေးတွေကိုတွားတွေ့တော့အဲ့တက်မှာကြံခဲ့တာတိုင်ရင်ဘိုလ်ကြီးကဘာလို့လဲဆိုတော့ဘိုလ်ကြီးစိုးဝင်းဆိုတာကအခုဒုတိယတက်မတော်ကာဝအသီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကအဲ့တုန်းကသူကဘိုလ်ကြီးစိုးဝင်းနဲ့သူကအိုက်တက်မှာသူကတိုင်ဘူးကြီးတိုင်ဘူးကြီးအဲ့တော့တိုင်မှုကခုနဘုံမီကိုကျော်အဲ့ဘူကြီးဆိုးကိုမှားထားတယ်မင်းစစ်စေးကိစ္စနဲ့ပတ်သက်လို့ဘာမှမပြောအောင်နောက်တန်းမှာရင်းမိတယ်မင်းအမောက်လည်းမင်းမိမောက်လည်းမပြောနဲ့မင်းမလည်းအဲ့သူဘိုးကြီးဆိုးဝင်မိမဒေါ်နွယ်နွယ်နဲ့တွေ့အဲ့နွယ်နွယ်ကိုလည်းမပြောနဲ့ဘာလို့မင်းပြောလို့ရှိရင်နွယ်နွယ်ကမင်းအမောက်သွားပြောလိုက်မယ်အဲ့ကြမင်းမသိမယ်အဲ့တော့ဘသူကိုမှမပြောနဲ့မင်းစစ်စေးကိစ္စပြောလို့ရှိရင်မင်းကလည်းတွေ့မယ်သူချိန်တာသူကျတော့ဘိုးကြီးဆိုးဝင်လည်းမပြောရဲဘူးအဲ့တော့ဘိုးကြီးခင်ကအဲ့တော့ဘိုးရဲမိတွေကဘသူမှမသိကြဘူးအဲ့တော့ဘိုးကြီးခင်ကလာပြီးတော့ तू ကရဲမိတွေကိုတွေ့ပြီးတော့မင်းတို့ယောက်ျားတွေရှေ့တန်းမှာဒီလိုရင်ဆိုင်ထားရတယ်ရွာရဲ့လူမှာဒီလိုဖြစ်နေတယ်တို့ဂျိုးရီယာနဲ့တော့တို့ကဒီလိုကိစ္စပြောပြတဲ့ခါကျတော့ရဲမိတွေကသိတော့အဲ့ချိန်မှာရဲမိတွေကသိတာဟာလာဘောအဖကျမတို့ကမသိဘူးပေါ့ဟာမင်းတို့မပြောဘူးလားမပြောဘူးကျွန်တော်တို့ကကျွန်တော်တိုင်းမှုကမပြောခိုင်းတာကျွန်တော်ဒီကိစ္စကိုရဲမိတယောက်မှမသိဘူးတယောက်မှမပြောခိုင်းတော့ဟာလာဘောအေးဒါမဲ့ငါတော့ပြောလိုက်ပြီကွာပြောပြီပါငါတော့ပြောလိုက်ပြီကွာအဲ့တော့ဒါမဲ့လည်းငါပြောချင်တာမင်းတို့ဘာမှအားဝင်နဲ့နော်ငါတို့ကပြစ်မထားဘူးငါတို့တန်တမန်လေးနီးရရောစေးနီးရရောနီးလက်ဗလီလန်းဘောင်းဆောင်ကနေပြီးတော့ငါတို့စူးစမ်းပြီးစဉ်းစားပြီးလုပ်နေတယ်ဘယ်လီလန်းမှာငါတို့ဟိုကဖြစ်မခံဘူးငါတို့ဒါကငါဒီတဝဲလာဆိုတာဒီเจ้าနဲ့ကော်တောင်းလာဆိုတာဒီเจ้าနဲ့လာတာဟိုဘက်ယူရီးယားဘက်ကအချိန်ကြီးလာပြီးပါဝါလာပြတာဘိုးကြီးခင်ညိုကိုယ်တိုင်လာတယ်ဆိုတော့ပြတာလာပြတာဒါလည်းတန်ကင်းတမန်တန်ကင်းမယ်လေပြတာလေတင်မလားဘိုးကြီးခင်ညိုကော်တောင်းလာကော်တောင်းဟိုဘက်တင်မဟုတ်ဘက်ကျွန်တော်လေမြင်နေရကတ်နေမြင်နေပြီအဲ့တော့ဒါဘိုးကြီးခင်ညိုဒီကော်တောင်းလေးရောက်နေပြီဆိုတာဟိုကကောင်လို့ဒါပြတာတော့အဲ့ဒါမျိုးနော်အဲ့ဒါဘိုးကြီးခင်ညိုကအဲ့ဒါပြီးတော့ခုနမတမ်းမရနေတဲ့ဒါခုနတရေဘိုးကြီးကဘိုးကြီးစိုးဝင်းဒါခုနဒုတိယတက်မတော်ကာဝေးဦးစီးချုပ်အခုလက်ရှိဒုတိယတက်မတော်ကာဝေးဦးစီးချုပ်လုပ်နေတဲ့ဒါဘိုးကြီးစိုးဝင်းပေါ့နော်အဲ့တော့သူလည်းဒီဇလန်ထဲမှာသူလည်းတစ်ပိုင်းကပါတယ်အဲ့တော့နိုဝင်ဘာ6ရက်နေ့လဲကြာလိုက်ကြတော့ဘိုးချုပ်ခင်ညိုကနေပြီးတော့ဘိုးချုပ်ခင်ကကော်တော့နေပြီးရန်ကုန်ပြန်အဲ့ရန်ကုန်ပြန်ချင်းပဲတိုင်းမှုက80ကိုင်းတယ်တိုင်းမှုကဘိုးချုပ်ကက်ဆန်ဒါကြီးကဘိုးချုပ်ကြီးခင်ညိုရဲ့အမိန်မှန်သိတာဘိုးကြီးခင်ညိုရဟဲ့တက်သွားပြီဆိုတာနဲ့ချက်ချင်းကိုကျော်ခေါ်အဲ့လို80ကိုင်းပြီးတော့ဘာပြောဆိုတော့သူပြောတာလေနော်မင်းစီကိုပဇင်းနှစ်ကောင်လွတ်မယ်တဲ့ပဇင်းနှစ်ကောင်ဆိုကျွန်တော်တို့သိထားတော့ပဇင်းဆိုတာကတော့ဟိုပါဘောနော်ဟယ်လီကော်ပတာရရင်မောမင်းစီပဇင်းနှစ်ကောင်လွတ်မယ်တဲ့ငါဝီစကီနှလုံးထည့်ပေးလိုက်မယ်တဲ့နောက်ရဲဘော်တွေတောက်ဖို့အတွက် run လဲပါမယ်တဲ့နောက်ပြီးတော့ပန်းသီးတစ်တာတဲ့လေမုန်သီးတစ်တာတဲ့လိုရတယ်အကုန်ထည့်ပေးလိုက်မယ်တဲ့ပြောတာအဲ့တော့ကျွန်တော်လည်းကြည့်တာဟောဝီစကီနှလုံးဆို black label လားဟို red label လားဟာလား gold label လားဗောနော် blue label လားဗောပြီးရင်ရဲဘော်တွေ run ဆို army run ပေါ့ပန်းသီးတက်တာအော်စားဖို့ဗောလေမုန်သီးတက်တာဒါပေမဲ့ငါလည်းရှင်းထဲမှာသူနေကူပါတယ်ဗောနော်တက်ကိုအဲ့လိုမျိုးပန်းသီးတွေလေမုန်သီးတော့မပေးပါဘူးဗောနော်မပြောသူကစကွက်နဲ့ပြောတာဝီစကီနှလုံးဆိုတာကဆက်လက်နဲ့လက်ကိုပြောတာဟောဗဇင်းနဲ့ကောင်လက်မယ်ဆိုတာရရင်နှစ်စီလာမယ်အဲ့မှာငါဝီစကီနှလုံးထည့်ပေးလိုက်ဆိုတာဟိုကဆက်လက်နဲ့လက်ထပ်ထည့်ပေးလိုက်မယ်ပြီးရင်ရဲဘော်တွေတောက်ဖို့ run ဆိုလက်နက်ငယ်ပဲပြောတာလက်နက်အငယ်ထည့်ပေးလိုက်မယ်ထပ်ပေးလိုက်မယ်နောက်ပြီးပန်းသီးတက်တာဆိုတာလက်ပြုံပြောတာလက်ပြုံထည့်ပေးလိုက်မယ်နောက်ပြီးတော့လိမ္မော်သီးဆိုတာမိုင်းပြောတာမိုင်းနဲ့ထပ်ပေးလိုက်မယ်အဲ့ဒါတွေသူကဆက်နေပြီစကွဲနဲ့စက်တက်မှာပြောကိုရီးယားတောက်စရာတွေအောင်မရှိဘူးကိုကတောက်စရာစားစရာတွေအောင်မင်းလားဟာမိုက်လိုက်လားဟာတော့ရှေ့ထဲမှာဝီစကီတောင်ပို့ပေးရဆိုတော့တိုင်းမှုကတော့နေတော့စိတ်ထဲမှာကတိကောတော့ဖြစ်သွားဇဝေသွားတော့ဖြစ်သွားတယ်ဟာအဲ့လိုကြီးလားတော့ငါလည်းမကြုံဘူးလေအဲ့လိုတိုင်းမှုကဝီစကီပို့ရှိချင်လည်းရှိပါမယ်ဒါပေမဲ့မကြားဘူးအေးပါအဲ့တော့ငါဝီစကီနှလုံးပို့ပေးမယ်ဆိုဟာတဲဟုတ်ပါလားဆက်လက်နဲ့လဲပေါ့ထားပါတော့အဲ့ဒါနောက်ပြီးဒီကမျိုးမြင့်တီလာတဲ့
မျိုးမျိုးသိပါတယ်မျိုးမျိုးသားအဲဘိုးပြင်းတက်ကတိုင်းမှုနာမည်အေးမင်းကိုထပ်ပြီးတော့မင်းဒီလွတ်ပေးမယ်ထပ်ပြီးတော့အင်အားထပ်ထုတ်ပေးမယ်လို့ပြောတာအင်အားထပ်ထုတ်အဲ့တော့ခုနတရင်သူ့လက်ထက်ကိုတရင်3ရင်တောင်ထည့်ပေးတာတရင်3လို့အဲ့ဘုံမီကိုကျွဲကိုအောင်မှာထားပြီးတမန်တော့တရင်3ရင်ကိုကဲမှုယူရတော့ဗျူဟာမှုဖြစ်နေဒါပေမဲ့သူကဗျူဟာမှုတော့မဟုတ်ဘူးဘယ်လိုပြောရမလဲရှေ့တန်းတရင်စုမှုပေါ့ရှေ့တန်းမှာတရင်3ရင်ရေးပေါ်ပေါ့ဒီနေရာမှာလိုအပ်နေတော့ဟိုဘက်ကတရင်3ရင်ရင်ဆိုင်ထားရလေအဲ့ဒီဘက်ကတရင်3ရင်ထပ်ပြီးရင်ဆိုင်ထားတာတရင်3ရင်ထပ်ပြီးအင်အားထပ်ပြီးပေးတာဒါသဘောပဲအဲ့တော့တကယ်ဖြစ်သေးဘူးတော့ကိုစီကလူကြီးအကုန်သိတယ်မင်းအင်အားနေလို့မရအောင်ပြီးရင်တောက်ချောက်ဆက်တယ်မပြောက်ဘူးသူပြောမင်းတို့ငမင်းကငါဘာပုတ်ပေးမယ်မင်းကငါဆက်လက်ပုတ်ပေးမယ်မင်းကငါလက်နက်ငယ်ထပ်ပုတ်ပေးမယ်မင်းမိုင်းထပ်ပုတ်ပေးမယ်လက်ပြုံထပ်ပုတ်ပေးဒါအကုန်လက်နက်ခဲထပ်ပုတ်ပေးအကုန်အားပေးနေတဲ့သဘောပေါ့အဲ့တော့ခုနပြောတဲ့ဗဇင်းတက်ကောင်လှလိုက်မယ်ဆိုပြောတာဒါပေမဲ့ तू ကိုယ်တိုင်ဘာလို့မပြောဘူးအဲ့ဒါနိုဝင်ဘာလ6ရက်နေ့မှာပြောတာနိုဝင်ဘာလ9ရက်နေ့ကြာကြအောင်အဲ့ဗဇင်းတက်ကောင်မှာ तू ကိုယ်တိုင်ပါလားဘိုးချုပ်ကက်စိန်မိုက်တယ်ကွာဗိုလ်ချုပ်ကက်စိန်ပါတယ်တိုင်းမှုဗိုလ်ချုပ်ကက်စိန်ပါတယ်ဓာတ်ကစားမှုဘုံမှုချုပ်စိုးတင်အဲ့တော့ဓာတ်ကစားဘေးကဓာတ်ကစားဘုံမှုချုပ်စိုးတင်ပါတယ်နောက်ဒဝဲဗျူဟာကဗျူဟာမှုဘုံမှုကြီးတာဝင်းဆိုတာပါတယ်နောက်ကော့တောင်းဗျူဟာကဘုံမှုကြီးသူရအောင်ကိုဟိုကျွန်တော်တို့ဟိုသာသနာရေးဝန်ကြီးလုပ်ခဲ့တဲ့ဘုံမှုကြီးသူရအောင်သူကအဲ့ဆိုဗျူဟာမှုအဲသူတို့ပါလာပြီးတော့အဲ့မှာရရနေစင်းပြီးတော့တွေ့ရတယ်ဟာဟဲ့အောင်ကျော်ကြီးမေးကျော်ကြီးလို့ဟာကျော်ကြီးမေးတော့လှုပ်ထားပြီလားအဖကျွန်တော်မစုတ်တန်းခံစီကျွန်တော်ဒါမစုတ်တန်းခံစီလောက်တာပြီအေးဟုတ်တယ်ကြည့်မယ်ကွာဆိုတော့လိုက်ပြတဲ့ခါမှာမနေဘူးကျွန်တော်မပြသေးဘူးကျွန်တော်ပထမဆုံးဒီတဲမှာကျွန်တော်ဗရေလုပ်မယ်ဆိုတော့ဗရေလုပ်မယ်ဆိုတော့အဲ့မှာဗရေဆိုတော့မြေပုံဖြတ်ပြီးတော့မြေပုံအရင်ရှင်းတာပေါ့မြေပုံအရင်ရှင်းတာရန်သူမိမိရန်သူကနေထားဘယ်လိုရန်သူကမိမိကအနေမှာဒီမှာရင်ဆိုင်ကုန်းဒီမှာကကင်းဘယ်လိုထုတ်ဘယ်လိုသူအဲ့ဒါမြေပုံအရင်ရှင်းပြပြီးတဲ့ခါမှာမြေပြင်လက်တွေလိုက်ပြလက်ကြတော့အဲ့မှာဂလိုင်းထူထားတဲ့ဟာတွေကရုတ်ချင်းထူထားကြည့်တာပေါ့အဲ့မှာသူတို့စေးသုံးရကြဒီကောင်မို့တောင်ဘက်မျက်မှောက်နဲ့ကြည့်ပြီးအောက်ဘက်ခိုးဘက်ချမ်းမျက်မှောက်နဲ့ကြည့်တာကျဲတော့ဒါဘုံမီတာဝင်းတို့ဘာလို့ဗျူဟာမှုတွေကြတော့ဗျူဟာမှုတွေကသူကစေးသုံးတတ်တာပေါ့သူတို့ကအောက်ကနေပြီးလှန်တိုက်ရမှာတကယ်တမ်းမြေပြင်ကြိုက်တိုက်မယ်ဆိုသူတို့အောက်ကလှန်တိုက်ရမှာကိုကအပေါ်စီကကိုကမြေပြင်ထားရကိုကတာတယ်ဒါပေမဲ့သူတို့ကမြေပြင်ကနေမတိုက်ဘူးလေတက်ကနေပြီးတော့ဘုံကျဲနိုင်ပြီးလို့အမြောက်ကြီးတွေရှိတယ်105ကြီးတွေအမြောက်ကြီးတွေနဲ့ပြစ်နိုင်တယ်အဲ့ဒီဟိုင်းနဲ့စစ်စစ်ညင်းရဲ့ခြေပြီးတော့မှတက်သိမ့်နိုင်တယ်အဲ့တော့မင်းဘာလုပ်ရမလဲဆိုတော့မင်းအဲ့လေချောင်းဘုံကျဲတဲ့ဒဏ်ခံနိုင်အောင်လုပ်ရမယ်အမြောက်ဒဏ်ခံနိုင်အောင်ရှင်းခံနိုင်အောင်လုပ်ရမယ်အဲ့တော့အဓိကမြေကြီးကိုပိုင်မှရမယ်မင်းအဲ့မှာခန်းလေးပြင်စေးလုပ်ငန်းတွေလုပ်သူညွှန်ကြားတာပေါ့အဲ့မှာဒီဘုံမူဘုတ်ဆိုးတင်ဆိုတာဘုံကျိုးဆိုးတင်သူကဟိုလေစေဦးစီးတက်သူကနီးပြလုပ်ခဲ့တာသူဆရာလုပ်ခဲ့သူစာမေးတာအရန်ဝါဒနာပါစာမေးတာအရန်ဝါဒနာအဲ့တော့တစ်ချက်ချင်းဟဲ့အောင်လေအဲ့လိုတိုင်းမှုတွေပဲလိုက်ကြည့်နေတယ်လေပါဟဲ့အောင်ကိုကြောတဲ့ခန်းစစ်လုပ်ငန်းပြင်ဆင်တာမင်းဘယ်ချိန်မှပြီးလဲကွာဘယ်ချိန်မှပြီးလဲကွာမေးဆောင်ဝဲစစ်ပြီဆောင်ဝဲစစ်ပြီခန်းစစ်လုပ်ငန်းဆိုဘယ်ချိန်မှပြီးတော့ဘိုးကြီးကိုကြောရီးတယ်အဲ့ဒါရီးတယ်စစ်ပဲဘယ်ဘာရီးတယ်ပေါ့ဘာမေးကွာလွယ်လို့ပါမေးကွာလွယ်လို့ပါသူကလည်းစာတော်တယ်ဒီဘုံကတင်တိုင်းမှာတော့ပထမရတာပထမရမှာဆိုတော့အဲ့တော့ဒါရန်သူတိုက်စစ်စတင်တဲ့အချိန်မှာကိုယ့်ရဲ့ခန်းစစ်လုပ်ငန်းပြီးပါတယ်ကွာမင်းစာတွေမမေ့သေးဘူးပဲကွာတဲ့အဲ့မှာတိုင်းမှုတွေပါတော့ရီးရတာနော်ဆောင်းဝဲစစ်လိုက်သေးတယ်ဆောင်းဝဲစစ်တာအဲ့ပြီးလဲပြီးတော့တဲပြန်ရောမောတက်ကြည့်မောသွားတဲပြန်ရခါကျတော့ခုနဘုံမီသူရအောင်ကိုပြောမှုတိုင်းမှုကကိုအောင်ကိုတဲ့ခင်ဗျားလုံမယ်ဆိုလုံလေကိစ္စလုံလေပြောတယ်ပြောရတော့သူအောင်ကသူဘေးအိတ်ထဲကနေပြီးတော့ထုတ်တယ်ပါဆိုသာသနာအလံလေးသာသနာအလံလေးကျော်ကိုတဲ့အဲ့ဒီလုံးကသာသနာသားလေးက तू ကဒီသာသနာအလံတိတ်တိတင်ထားတဲ့သာသနာအလံတဲ့အဲ့တော့ဒီသာသနာအလံဒီကုန်းမှာလွှင့်ရတယ်မင်းဝလုံးချောင်းရှာဆိုဝလုံးရှည်ချောင်းအဲ့မှာဘေးနာဟဲ့ဝလုံးတုံးယူလာတော့ဝလုံးလုံးဝါးတွေလေပေါ်ဝလုံးတုံးအဲ့ဝလုံးထိပ်မှာနှစ်ယောက်ချီရတာဘုံမီသူကအောင်ကအပေါ်ကဒီကဘုံမီကျော်ကိုကအောက်ကကျိုးလေးတွေကြိုက်တော့နော်အမင်းနမောတေကာလာရလားတဲ့ဟုတ်ကဲ့နမောတေကာလာကျွန်တော်မရဘူးဘုံတို့ကြမရကျွန်တော်မရတမုတ်တွေရောရတမုတ်တွေရမင်းကတမုတ်တွေကိုကောက်ရွတ်ငါနမောတေကိုကောက်ရွတ်မယ်အဲ့တော့မင်းကလည်းကြိုင်သူချီပဲဆိုပြီးအဲ့ဒီဟာလေးကိုအဲ့တော့ရိုးရင်းနဲ့ချီရတာပေါ့နော်ဒါကလည်းဒီဟာလဲဒါပြောလို့တော့မရဘူးလေစစ်မဖြစ်ပဲနဲ့စစ်ကိုရှောင်လွှဲနိုင်ခဲ့တယ်ဆိုတာကလေဗုဒ္ဓရဲ့ဂါထာရဲ့ဆွမ်းဖြစ်နိုင်တယ်ပြီးတော့ထိုင်းလဲဗုဒ္ဓဘာသာလေသူလည်းဗုဒ္ဓဘာသာအဲ့တော့ဒီသာသနာအလံလေးအဲ့သေးသေးလေးပဲအဲ့ဒါလေးကိုသူကအဲ့မှာဘူမီအောင်နဲ့သူကအောင်နဲ့သူနဲ့တယောက်သူကတန်ပုတ်တွေကိုကောက်ရွတ်ဟိုကနမောတွေကိုကောက်ရွတ်ပြီးတော့ဒါသူချီခဲ့အဲ့ဒါကိုသူကဘုံချုပ်ကက်စိန်တော့သူကတဲရကြည့်ပြီးတော့ရီရတာပေါ့လေသူတို့ကလည်းဒါပေမဲ့လည်းမလုပ်တယ်လို့မပြောဘူးဘာလို့ဒါလည်းမယုံလို့မရဘူးလေရှေ့ထဲမှာဒါအဲ့တော့ဒါနိုဝင်ဘာ9ရက်နေ့မှာသူတို့ကလာပြီးတော့ပြန်သွားနိုဝင်ဘာ
10 ရက်နေလဲကြာကြအောင်ထိုင်းဦးစီးချုပ်ကရန်ကုန်သွားတယ်ထိုင်းဦးစီးချုပ် အပေါ်မှာညှိပြီ ပေါ်မှာညှိပြီအဲ့တော့အဲ့ကျွန်တော်ဗိုလ်ချုပ်မူတန်းရှင်နဲ့တွေ့တယ်ဗိုလ်ချုပ်မူတန်းရှင်ဘာပြောလိုက်လဲတဲ့ကြောင်ပြန်သွားအောင် အဲ့ဒါတော့ဘာပြောရလဲမသိ မသိဘူးသူကနေရှင်းပြန်လေနေရှင်းပြန်တော့မနေ့ပိုင်းလာတယ်ညနေတော့ကျွန်တော်ပြန်ချတော့အဲ့တော့ကျွန်တော်သတိထားမလိုက်မိသေးတယ်စစ်လေကြီးနဲ့လာ စစ်လေနဲ့လာ ယူရီးယားစစ်လေရ ယူရီးယားစစ်လေကြီးနဲ့အကြီးပဲလေအဲ့ဒါကြီးနဲ့လာအဲ့တော့ကျွန်တော်ကမနေ့ပိုင်းလာညနေပိုင်းပြန်ဘာတွေများအရေးကြီးတယ်ကျွန်တော်တို့ကအဲ့ချိန်မသိဘူးလေ62ခုနှစ်ဆိုကျွန်တော်တက်ထက်တော့မရောက်သေးဘူးလေဘယ်မှဒီအပြင်မှာပဲရှိသေးတယ်အဲ့တော့ဟာထားချက်ဘာလာလို့ပြလဲဗောနော်အဲ့တော့အဲ့နေ့မှာပဲတက်တက်ဆန်ဆန်တုန်းကခြုံဖုံးမျိုးတော်ဝင်တဲ့ဒုတိယအချိန်လာ ဟောလာတွေ့တယ် လာတွေ့တယ်ထပ်လာတွေ့တယ်အဲ့မှာလူတွေအများကြီးပါလာလူအများကြီးပါလာပြီအဲ့မှာဘယ်သူတွေပါလဲဆိုတော့ခုနကကျွန်တော်ဟိုကပြောခဲ့တာတစ်ခုကြံခဲ့အဲ့မှာပထမတစ်ခါဟိုအမတ်လေးစစ်တိုင်းမူလာတော့ကသူကဒီထိုင်းနယ်ခြားဆောင်ကော်မတီဥက္ကဋ္ဌကာနယ်ကော်ချိုင်းတော့ကာနယ်ကော်ချိုင်းလာရှိတယ်ထိုင်းနယ်ခြားအဲ့ထိုင်းနယ်ခြားဆောင်ကော်မတီဘုံမီကော်ချိုင်းနဲ့ဒီဘုံမီကိုကျော်နဲ့ကဟိုသူကကော့တောင်းတက်နဲ့ဒီထိုင်းနယ်မှာဘော်ဒါမှာနယ်ခြားဆောင်ကော်မတီအစည်းအဝေးတစ်ပတ်တစ်လတစ်ခါအမြဲလောက်ပါလေတော့ကျတော့သူကအဲ့ထက်ကသိတယ်အဲ့ဘုံမီကော်ချိုင်းနဲ့ရင်းနေတယ်အဲ့တော့အဲ့ဘုံမီကော်ချိုင်းနဲ့ပါလာတယ်ခုနဒုတိယမြို့တော်ဝင်တဲ့သူပါလာပြီးသူတို့ကဒီကကြောက်ထူးခြားခြားဘာပြောလဲဆိုတော့ဒီနောက်ဆုံးဖို့လည်းမပြောတော့ဘူးဟိုဖဲဖို့လည်းမပြောတော့ဘာမှမပြောတော့ဘာမှမပြောဘဲနဲ့ဘာလဲဆိုတော့ဓာတ်ပုံရိုက်တာချက်ပြီးတော့အဲ့ဟာနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့သတင်းမီဒီယာတွေမှာတင်ဖို့တဲ့ဓာတ်ပုံတွေရိုက်တယ်ဗီဒီယိုတွေရိုက်တယ်ပြီးတော့အဲ့မှာဒီကာနယ်ကော်ချဲကဘာပြောလဲဆိုတော့မျက်နှာမှာတော့မကောင်းသူကဘာပြောလဲဆိုတော့စစ်ဖြစ်ရင် तू မပါဘူးတဲ့အဲ့တော့ခုနဟိုထိုင်းကဟိုဘုနဲ့ဟိုရဲကရဲကတယောက်နာမည်တွေကခက်တယ်နော်နာမည်ထားလိုက် အဲ့ရဲကတယောက်ကလည်းအဲ့လိုပြောတယ်နောက်ပြီးတော့အခုဒီကတက်ကအခုဒါတက်ကဆိုနေကြသောကော်မတီဥက္ကဋ္ဌတက်ကတယောက်ကလည်းသူပြောတယ်အဲ့တော့စိတ်သက်ပိုင်းဆိုင်ရာအခုကြည့်နော်ဒီဘက်ကကောင်တွေကချမယ်ဆိုတာကြီးပဲချမယ်ဆိုတာ ဟိုဘက်ကမချဘူးဆိုတာ ဟိုဘက်ကမချဘူးကျွန်တော်မပါဘူးဒီတန်းနဲ့ကျွန်တော်မပါဘူးဒီတိုက်ပွဲနဲ့ကျွန်တော်မပါဘူးဆိုတော့နော်အဲ့လိုဖြစ်ကြအဲ့တော့နိုဝင်ဘာလ9ရက်အဲ့ဒါနိုဝင်ဘာလ9ရက်နေ့တည်းကြာ9ရက်နေ့မှာခန်းစီစီ8 3ရက်နေရာယူထားပြီးအမြောက်နဲ့တန်ချက်ကကားတွေရောက်ပြီးဒါပေမဲ့တန်ချက်ကကား12စီးဒါပါဟိုဘက်က ဟိုဘက်ကတန်ချက်ကကား12စီးထိုင်းကောင်ဝေးစီကိုပြန်သွားတာအချိန်ကြီးမကောင်းဘူးဦးတန်းရွှေကောထုတ်လိုက်ပုံရတယ်အဲ့တော့ချက်ချင်းကလွတ်တာချက်ချင်းကိုအဲ့မှာတရင်3ရင်ကိုနေရာယူတယ်ပြီးအမြောက်တွေတန်ချက်ကကျမြောက်တွေတစ်ခါဆင်တယ်တန်ချက်ကဆင်နောက်ပြီးတော့တန်ချက်ကကား12စီးချိန်စင်းနေဖြစ်တယ်လင်းနေအပေါ်မှာပြန်ပြီစီးပရက်စာပြီးပြီအဲ့တော့စစ်ဖြစ်ဖို့ကဒါ50ဖြစ်သွားပြီစစ်ဖြစ်တော့မယ်ဆိုအနေဒါဖြစ်သွားပြီအဲ့တော့နိုဝင်ဘာလ14ရက်နေ့မှာလည်းအဲ့လိုပဲအချိန်ကြီးကဘာမှမသိဘူးစန်တဝါဝါဖြစ်နေဒီ9ရက်နေ့14ရက်နေ့ဒီစန်တဝါဝါဖြစ်နေဘာလို့ပြမမသိဘူးအဲ့ချိန်မှာ F15 တွေ F16 တွေထိုင်းမှာအဲ့ချိန်မှာရှိနေပြီ F15 F16 တွေကဒီဘိုးကနေကပ်ပြန်လိုက်ဒီသူတို့တည်းပဲပြန်လာကပ်ပြန်လောက်တယ်အဲ့တော့နိုဝင်ဘာလ16ရက်နေ့လဲကြားကြအောင်အဲ့ချိန်မှာစပြီးတော့ဘူမီကွာဆိုတော့ဒီဘက်ကလည်းတန်ပြန်ဟိုဘက်ကရင်ဆိုင်ထားပြီတန်ပြန်ဘာလို့ဆိုတော့အဲ့တိုင်းရင်3ရင်းရှိတာဟုတ်သူမှလည်းသူဖြစ်တော့ဘာလို့ဆိုတော့တိုင်းလိုက်မနေ့ကျလို့ရှိရင်စောကြီး6နိုင်လောက်ကိုထပြီးတော့ပီလီပြေးတာထုံနှုတ်အင်ရနဲ့ပီလီပြေးရိုးတန်းတန်းမပြေးခိုင်းဘူးဟိုကလေကျွန်တော်ဘာလုံးနေလဲလက်ချစ်နေလဲဒါတော့စောင့်ဖို့ရှိရလေအဲ့ဒါတွေကိုဆိုခိုင်းတာဆိုပြီးတော့ဒီတောင်ကုန်းတောင်တက်စီးကိုပီလီပြေးတာအဲ့တော့မနေ့မိုးလို့ရှိရင်ဒီဘက်ကစစ်သားတွေအော်တဲ့အတန်အဲ့လုံးခိုင်းနေတာလေတမလီစိတ်တက်ဘာစိတ်တက်လဲတမ်းစိတ်တက်အဲ့ဒါဘယ်သူလဲပြည်သူအတွက်ဘာလုံးလက်ချင်နေတဲ့တိုက်ပွဲဝင်ဖို့ဟာလားအဲ့ဒါမျိုးတွေစောင့်ဖို့တွေကြွေးကြော်ပြီးတော့တနက်ကိုဒီဘယ်မြင့်ကိုင်းပြီးတော့ပီတီပြေးပြစိတ်တက်စစ်စင်ပီတီပြေးဟိုဘက်ကကောင်တွေကကြည့်ပြီးတော့ဟာဒီမှာသားတွေဒီမှာစွတ်ကျင်တဲ့ဒီခုံးတက်စင်ကြီးကိုပီတီပြေးနေတာလေအဲ့မှာတွေကဓာတ်ပြတ်သူတို့ဒီဓာတ်ပြတ်တက်ကပြတ်နေဒီအောက်ကကြီးရကောင်ကအဲ့လိုဖြစ်ဒါရဲ့ဘုံမီကိုကျော်ဘလောက်တော်ရတာလေသူကစိတ်သက်စစ်စင်လို့ဒါဘာမှခက်ခဲဖို့အသီးသီးပေါ့ဆိုတော့ဟိုထိတ်ဆုံးကခေါင်းဆောင်လေးစပြီးတော့တာဝန်ယူရတဲ့ကွန်မန်ဒါအသီးသီးကသူ့နဲ့သူတောင်းစီအောင်တာဝန်လေးကြည့်နေကြတာဟုတ်တယ်ယူနေကြတာအဲ့ဒါဘိုးကျုပ်ကစိန်ကပြောသွားတဲ့ထဲမှာတော့မပါဘူးသူသိနေတယ်သူသိအဲ့ဒါသူဟိုဘက်ကကားဟိုဘက်ကဂျင်မောင်တန်းလာပြီလေဟိုဘက်ကတက်တွေရောက်လာပြီတင့်တွေရောက်လာအမြောက်တွေရောက်လာပြီပြန်ပြတာအဲ့တော့ကို့မှာပြရရမရှိဘူးလေဘာမှမရှိဘူးလူပြဒါမင်းတို့လာခဲ့မင်းတို့ကြက်တယ်လားငါတို့လိုကြက်ခိုင်းလို့တော့ပြောပြမယ်အဲ့ဒီဂုံးပေါ်ကိုတက်တာဟိုဘက်ကောင်တွေဖလို့ပလက်လန်တယ်နောက်ပိုင်းမှာပါတယ်အဲ့တော့ဒီဘက်ကအဲ့ဂုံးယူပြည့်တယ်ပြည့်စင်မဲ့လို့တာပြီးရင် तू ကအကြံနဲ့အဲ့လိုလှုပ်ထားတဲ့အချိန်မှာဝင်မတဲ့ तू ထုတ်လုပ်ပဲလှုပ်တာတကယ်တမ်းကင်းနေပါလိမ့်မယ်လုံးဝမလျှော့သွားဘူး
အလှည့်ကြကင်းသမားနဲ့တော့ရှိပြီးသားလုံးဝရော့မသွားဘူးပြီးတာနဲ့သူကအဲ့မှာ6နာရီခွဲမှာသူကဖြုတ်တယ်ဖြုတ်ရတဲ့သူကဘာလို့လဲတော့ breakfast စားတယ် breakfast စားပြီးနဲ့အဲ့ချိန်မှာလုံးဝပျောက်အကုန်ပျောက်တဲ့ချိန်ဘာလို့လဲတော့ကလိုင်းတူးတာအလုံးလုံးကလိုင်းတူးတာအဲ့ချိန်ငြိမ်အဲ့ချိန်မှာငြိမ်အဲ့မှာကလိုင်းတူးတယ်နေ့စက်တိုင်တို့တန်းဖြုတ်တယ်ထမင်းစားတယ်ခဏနားတယ်တနာရီထိုးမှပြန်ပြီးလုပ်ငန်းပြန်ဝင်တယ်ပြန်တူးတယ်ပြီးညနေ4ရက်ထိုးရတယ်ပြန်ထွက်အဲ့ဒါနဲ့တမလီစိတ်တဲ့ပီဒီလေးတက်က tradition အတိုင်းဆိုတာတက်ကဒါလက်ကြီးမှာလုပ်တဲ့ tradition တိုင်းပဲညနေပိုင်းကျတော့တခါပြီးပြန်ပြီး9နိုင်ခွဲကျတန်းဖြုတ်အဲ့ရှင်မှာရီမိုးချိုးထမင်းစားဟိုကောင်လေးကမနေ့တခါညတခါပြေးပြတာလေပြေးပြဒါပေမဲ့နေ့ကင်းပိုင်းဂလိုင်းတူးနေတယ်ဘာလို့မသိငြိမ်သားလေးနေအဲ့တော့ဟိုကောင်လေးလည်းအဲ့မှာဒီကောင်လေးမနေ့တခါသူစောင့်လို့ကြည့်ရတာပေါ့နော်ဟိုကောင်လာတော့ပဲမနေ့ပိုင်းဘာလို့လဲမနေ့ပိုင်းလာပြန်ပြီးပြေးပြန်ပြီဘာလို့လဲစိတ်သက်စစ်ဘာလို့အောက်ကတခါညနေပိုင်းကျတခါထပ်ပြေးတော့ဟိုကောင်လေးအဲ့ဒါနဲ့မျောတာကောင်လေးထ